Psychology of Man ငွေရေးသားသူ၏မိတ်ဆက်ကျွန်တော်ကိုလေးတက်စေအခါက Los Angeles ရှိခိမီလှပသောဒိညာဟိုတယ်တီတစ်ခုတွင်ဟိုတယ်ဝန်ထမ်းအဖြစ်လုပ်ကိုင်ဖြစ်ပါလေဟိုတယ်သို့မကြာခဏလာလေးရှိတဲ့ခဲ့တဲ့တူကမြေပညာဆိုင်ရာအမှုဆောင်ရရှိတူပါသူအသက်20မှာ Wi-Fi router များတွင်အဓိကအသေးအပိုင်းတစ်ခုကိုဒီဇိုင်းဆွဲကမူပိုင်ခွင့်ရရှိခဲ့သည့်ပါရမီရှိတူဖြစ်ပါတယ်ကွန်မရီပေါင်းများစွာပို့စတင်ရောင်းချခဲ့ပါတယ်သူအလွန်အောင်မြင်ခဲ့ပါသူရဲ့စိတ်မလုံခြုံမှုနဲ့အတူခလေးဆန်ဆန်မိုင်မဲမှုကိုဂျောနိုကသူ့ရဲ့ငွေပေါ်ထားရှိတဲ့အနည်းကိုပေါ်ပြချပါတယ်လက်မလက်အထူရှိတဲ့ဒေါ်လာ100ရန်ငွေစက်ကူများကိုတည်ဆောင်လာသည့်ရှိပါတယ်နင်းတွေးချင်တိုင်းသူတိုင်းကိုသူပြခဲ့တယ်ဆိုပေမဲ့အများကတော့မမြင်ခဲ့ပါဘူးသူဟာမကြာခဏဆိုသလိုအရက်မူးနေချိန်တိုင်းသူ့ရဲ့စီးစဉ်ဥစ္စာများအကြားဥပွင့်လင်းလင်းကျဲလောက်ကကြားလုံးထုတ်လိရှိပါတယ်။ဒီနေ့မှသူကကျွန်တော်ရဲ့လုတ်ခေါ်ခိုင်ဖက်တအူးကိုဒေါ်လာထောင်ပေါင်းများပါပေးပြီးလန်တောင်နာကရေကားဆိုင်တီတွားပြီးဒေါ်လာ1000ဘူးရွှေတင်းကားအနှဲငယ်ဝယ်လာသေးစမ်းပါနီပြောပါတယ်။တနိုင်တော့ကြတော့ရွှေတင်းကားပြားတွေသူ့လက်ထဲရောက်လာပါ။အဲ့ဒီနောက်ဤပညာအမှုဆောင်အရာရှိနေ၎င်း၏လုတ်ပေါ်ကိုင်ဖက်များဟာပစိဖိတ်သမုဒ္ဒရာကိုအပေါ်စီးကနေနိုင်လက်တင်မောချင်းတစ်ခုမှစုဝေးကြပါတယ်။ထို့နောက်သူတို့ကကြောက်တုံးများကဲ့သို့တူတင်းကားပြားများကိုပင်နေတဲ့သို့အဝေးစုဖြစ်နိုင်တာကိုရှင်းပြကြပါရဲ့။အပျော်တက်ပါ။နောက်ရက်တွေကျတော့ဟိုတယ်ရဲ့စားတောက်ခိုင်မှာသူ့ကြောင့်မိအိမ်တစ်ခုကျစီသွားပါလေ။ဗနီချာက၎င်းတီဒေါ်လာ900တန်မိအိမ်ဖြစ်ပြီး၎င်းအတွက်အယောပြန်ပေးရမယ်လို့ပြောခဲ့ပါလေ။မင်းကဒေါ်လာ900လူကျင်လာလား။နှင်းဆောင်များရှိကမချီတင်ကဲမေးပါအဲ့ဒီနောက်သူအိတ်ကက်သေးကပတ်စံအုပ်တအုပ်ကိုဆွဲယူပြီးမန်နေဂျာကိုပေးလိုက်ရော့ဒီမှာဒေါ်လာ900အခုမင်းငါမျက်စိရှိကနေခတ်တော့ပေါ့ငါကိုခုလိုမျိုးဘတော်မနေစော်ကားနဲ့ခိုးအပြုတ်ငွေမျိုးမိမြတကြခနိုင်တီတင်တွေးမိနိုင်ပြီးအဖေမှာတိတ်ကြပါညအတော်ကြပြီးရဲ့မှသူစီးပွားချက်သွားတာကိုကျွန်တော်သိလိုက်ရပါတယ်အီစာအိုအိအဓိကအချက်မှာငွေပိုကောက်စွာအတုံးချနိုင်ခြင်းဟာတင်မီမြော့ညာရည်ညံသူထက်လက်တယ်ဆိုတာထက်ဆိုင်ရင်တဲ့အမှုအကျစ်အပြုတ်အမှုကဘလို့ရှိတယ်ဆိုတာနဲ့သက်ဆိုင်ပါပဲတကယ်ထက်မြက်တဲ့သူတွေကိုတော့အကျစ်စာရိတ္တနဲ့ပတ်သက်ပြီးတင်ပေးရခပ်လို့စိတ်ခစားမိများကိုမထိတ်ရှုံနိုင်တဲ့အခါပါရမီရှင်တအုပ်ပင်ဖြစ်ပါစေငွေကြေးဆိုင်ရာဘေးအန္တရာယ်တခုခုကြုံခဲ့သွားနိုင်ပါလေ၎င်းရဲ့စက်တင်ဘက်ကလည်းမှန်ပါတယ်ငွေကြေးအသိပညာမရှိတဲ့တာမန်လူများလည်းချမ်းသာနိုင်ပါတယ်အကယ်၍သူတို့မှာတရားဝင်ညာရည်ညံသူတိုက်တာမြင်များနဲ့မသက်ဆိုင်သောအပြုမူဆိုင်ရာကျွမ်းကျင်မှုအသည့်အငယ်လက်တဆဝက်တာရှိမယ်ဆိုရင်ပေါ့ရော်နယ်ဂျိမ်းရီဒီအမေရိကန်ပရိုက်တာတမယင်းနှမြနန်းသူတက်ရှင်းရေးဝန်ထမ်းနဲ့ဓာတ်စီဆိုင်ဝန်ထမ်းတဦးဖြစ်သည်ကျွန်တော်အကြိုက်ဆုံးကတော့ဝီကီပီဒီးယားအဝင်ကစာသားပါသူဟာမိသားစုထဲမှာပထမဆုံးအခက်အခဲကြောင့်ပြုသူဖြစ်ပြီးနေ့တိုင်းကျောင်းသို့ခက်ခက်ခဲချစ်ချင်သွားခဲ့ရသည့်အချက်ကြောင့်ပို၍ပင်အထင်ကြီးစေခဲ့ပါလူနယ်ထရီကိုတည့်ရသူရဲ့အတော့ကြောစရာမရှိပါဘူးသူ့ဘဝကနှိမ့်ကျခဲ့ပါတယ်25နှစ်ကြာအောင်ဓာတ်စီဆိုင်မှာကားပြင်းရဲ့အလိတ်ကိုလုပ်ခဲ့ပါတယ် JC ပန်နီမှာလည်း18နှစ်နီးပါတက်ရှိရေးဝန်နဲ့လုပ်ကိုင်ခဲ့ပါတယ်သူအသက်38နှစ်အရွယ်မှာအိတ်ခမ်းလက်ခမ်းပါတော့အင်တလုံးကိုဒေါ်လာ12000ဖြင့်ဝယ်ယူခဲ့ပြီးထိုနေရာတွင်တစ်သက်လုံးနေထိုင်ခဲ့ပါတယ်အသက်50အရွယ်မှာမူဆိုးဖို့ဖြစ်ခဲ့ပြီးနောက်အိမ်တော်ပြုခဲ့သူရဲ့အဓိကဝါသနာကထင်းခုတ်တာပါလို့သူတငယ်ချင်းတယောက်ကပြောပူပါတယ်ရစ်ဟာအသက်62နှစ်အရွယ်2014မှာကွယ်လွန်ခဲ့ပါတယ်။နှိမ့်ကြသောကျင်းလက်နေတရှိရေးသမားကနိုင်ငံတကာသတင်းကောင်းပိုင်းကြီးမှာပါလာနေတဲ့အချိန်ဖြစ်ပါလေ။2014ခုနှစ်မှာအမေရိကန်လူမျိုး1.8တန်းကျော်တည်ဆုံခဲ့ပါတယ်။၎င်းတို့အနက်လူ4000ကျော်လောက်သောကွယ်လွန်ချိန်မှာအသက်တင်ပိုင်ဆိုင်မှုဒေါ်လာ10တန်းကျော်ရှိတာပါ။ဂရိုနယ်ရီတီ၎င်းထဲမှာတအူပါ။တရှိရေးသမားကြီးရဲ့ဆန္ဒအရသူ့ရဲ့မွေးစားကလေးတွေအတွက်ဒေါ်လာ2တန်းထားခဲ့တဲ့အထိသူ့ရဲ့ဇာတိမဆေးရုံနဲ့စာကြည့်တိုက်အတွက်ဒေါ်လာ6တန်းကျော်ထားခဲ့ပါတယ်။မိကိုတီးတဲ့သူတွေကအအောက်သွားကြတယ်။ဒီမျိုးအားနဲ့သူတွေဖရခဲ့တာတဲ့။တကယ်ကညှို့ဝှက်ချက်မရှိခဲ့ပါဘူး။ဒီပေါချင်းမရှိတယ်လို့အမွေရတာလည်းမဟုတ်ခဲ့ပါဘူး။ရိကသူတက်လိုက်တဲ့များငွေစုဆောင်းပြီးထုံငင်များကိုကုမ္ပဏီကြီးများမှစတော့ရှယ်ယာများတွေပြုတ်နှံထားခဲ့တာကထို့နောက်ဆယ်စုနှစ်များစွာဆောင်ဆိုင်ခဲ့ပါလေနောက်ဆုံးမှာတော့တင်းရည်တဲ့စုဆောင်းလူတွေကဒေါ်လာ8000ကျော်အထိပေါင်းဆက်သွားခဲ့ပါတယ်ဒါပါပဲတန်ရှင်းရေးဝန်ထမ်းကနေဖြစ်လာတဲ့ပရိုက်တာသမားပေါ့ရိုနယ်ရီမတေဆုံးမီလက်နည်းငယ်အလိုတွေရစ်ချတ်အမီရှိအခြားလူတဦးရဲ့သတင်းကိုကြားရပါတယ်ရစ်ချတ်ဖက်စကိုကတော့ရိုနယ်ရီလိုမျိုးလုံးဝမဖုတ်ခဲ့ပါဘူး
သူကဟာဘတ်တက္ကသိုလ်ကျောင်းစီ MBA ဘွဲ့ရ Marilyn အမှုဆောင်အရာရှိပညာတတ်တူပါ Fasco မှာငွေကြေးနဲ့ပတ်သက်ပြီးအောင်မြင်တဲ့အတမီးဝမ်းကြောင်းအလုပ်ရှိခဲ့ပြီး Private လုပ်ဖို့အသက်40မှာအနားယူခဲ့ပါတယ်။ Maril အမှုဆောင်အရာရှိချုပ်က David Komersky က Fasco ကိုစီးပွားရေးကျွမ်းကျင်သူခေါင်းဆောင်မှုစောရည်ကောင်းသူကောင်းမွန်စွာစီရင်ဆုံးဖြတ်နိုင်တဲ့သူဟုချီးကျူးခဲ့ပါတယ်။ Gray ၏စီးပွားရေးမဂ္ဂဇင်းသည်အောင်မြင်သောစီးပွားရေးသမားများ၏40 under 40စာရင်းတွင်သူ့ကိုထည့်သွင်းခဲ့ပူပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ရွှေတင်းကားဖြစ်တိုင်းကစားခဲ့တဲ့ဤပညာအနည်းဆောင်ရရှိခဲ့တဲ့အရာရာအားလုံးပြုတ်ကွဲပျက်စီးသွားခဲ့ပါလေ။2000ပြည့်နှစ်များအလယ်ပိုင်း Fasco ဟာ Greenwich Connecticut တွင်ရေချိုးသက်ဆက်တကန်ဓာတ်လေကား20ရေကူးကန်2ခုကားပို့တော်9ခုပါတဲ့စတူရန်ပီ18000ကျင်းကုန်သောအိမ်တလုံးကိုဝယ်ယူခဲ့ပြီးထိုအိမ်ကထင်းလေးဆောက်ရှောက်ရန်အတွက်တလလျင်အမေရိကန်ဒေါ်လာ9တိုင်းကျော်ကုန်ကျခဲ့ပါတယ်။နောက်တော့2008ခုနှစ်ဗန်နာရဲ့အကျက်အတီးဖြစ်လာပါတယ်။အကျက်အတီးကဘလူးတိုင်းမိဘရဲ့မြေကြီးကိုထိခိုက်စေခဲ့ပါတယ်။ထိုအရာက Fasco ကိုဖုံမှုအချစ်သူကြောင်းနေသွားစေခဲ့ပါတယ်။မင်းများသောအကျွေးလန့်နဲ့အတုံးဝင်သောပိုင်ဆိုင်မှုများကသူဒီဝါလီခံခဲ့ရပါကျွန်တော်မှလောလောဆယ်ဝင်မြင်မရှိဘူးဟု2008ခုနှစ်တွင်ဒီဝါလီခံမှုကိုစစ်ဆေးခဲ့တဲ့တရားသူကြီးတအုပ်ကိုတပ်ဖြတ်ခဲ့ပူပါပထမဦးစွာသူ့ရဲ့ Plan Beach မှာရှိတဲ့အိမ်ဟာချိတ်ပိတ်ခံခဲ့ရပါတယ်2014ခုနှစ်ကျတော့ Greenwich မှာရှိတဲ့ဆန်အိမ်လည်းချိတ်ပိတ်အသိမ်းခံခဲ့ရပါတယ်ဘော်နယ်ရီရဲ့ကကြမ္မာအလဲအပြားမဖြစ်မီ9လအလေလောက်ပေါ့မိုးလုံလေလုံရေကူးကံမှာဧည့်သည်များနှင့်သမင်းစားခြင်းကခုံခြင်းစတဲ့ပျော်ရွှင်ပွဲရရင်ကုန်စိတ်လှရှားကိုရအမှတ်တရများစွာနဲ့ကျင့်နေနေတဲ့ Richard Fasco ရဲ့ဆက်အိမ်ကိုအောင်မောက်ကန်ကုမ္ပဏီတစ်ခုကကာလတန်မှုက85ရာခိုင်နှုန်းရှော့စီးဖြစ်လီလန်တင်ရောက်ချခဲ့ပါတယ်။ဘော်ရနီကစိတ်ရှည်တဲ့ Richard Fasco ကလောပတ်ကြီးမားတဲ့ပညာရေးနဲ့အတွေ့အကြုံနှစ်ခုကြားကကွာဟချက်ကိုထက်ကျော်ဖို့အဲ့ဒါပဲလိုပါတယ်။ဒီနေရာမှာတင်ငန်းစာကရော်နယ်ကိုအတူယူပြီးဝစ်ချတ်ကိုအတူမယူခိုင်းတာလည်းမဟုတ်ဘူးဆိုပေမဲ့အဲ့ဒါဟာမကောင်းတဲ့အကြံဉာဏ်လည်းမဟုတ်ပါဘူးဒီဇလန်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်ကငွေရေးကြေးရေးဟာဘလောက်ထူးခြားလဲဆိုတော့ပါဟောလိမှာဘွဲဒီဂရီမရှိသူအတမွေးဝမ်းကြောင်းတင်နေတက်ရောက်ခဲ့ခြင်းမရှိသူကြောထားနောက်ခံမရှိသူတရားဝင်အတွေ့အကြုံမရှိသည်အဆက်အသွယ်ကောင်းကောင်းမရှိသူတဦးပါအကောင်းဆုံးပညာရေးအကောင်းဆုံးလေ့ကျင့်မှုအကောင်းဆုံးအသက်အသည်ရှိသူမျိုးကြီးမားစွာဖန်ဆောင်နိုင်တဲ့လုပ်ငန်းနယ်ပယ်ရှိနေတယ်လားကျွန်တော်လုံးဝစဉ်းစားလို့မရခဲ့ဘူးဝါနယ်ရီဟာဟာပက်တက္ကသိုလ်မှဒီချစ်တင်ကြဟာတော့ခွဲစိတ်ဆရာဝန်တဲ့နှလုံးအစားထိုးပူတောက်မှုကိုပူကောင်းမှုစွာလှုပ်ဆောင်နိုင်တယ်ဆိုတဲ့အကြောင်းကိုဇလန်တပိုးအဖြစ်စဉ်းစားရန်ဖြစ်နိုင်ဒီမဟုတ်အကောင်းဆုံးလေ့ကျင့်ထားသောဘိတုကများထက်တာလွန်သောနိုးမြော့တိုက်ဒီဇိုင်းကိုစွမ်းနိုင်တာမျိုးရောပေါ့ကမ္ဘာထိပ်တဲ့နျူကလ িয়ার အင်ဂျင်နီယာများထက်တာလွန်သောတန်ရှင်းရင်သမားတဦးရဲ့ဇလန်ကမိသည့်အခါမျှရှိမည်ဟုတ်ကောဒါပေမဲ့အဲ့ဒီလိုဇလန်တွေကရင်းနှီးမြှုပ်နှံမှုမှာဖြစ်တတ်ပါရော်နယ်လီဒီရစ်ချတ်ဖတ်စကိုနဲ့အတူရှင်တွဲခိုင်းနိုင်တီဟုသောအချက်တွေရှင်းလင်းချက်နှစ်ခုရှိပါနံပါတ်1ငွေရေးကြေးရေးရလဒ်တွေကရန်ရည်ရန်သွေးနဲ့စူးစမ်းအထောက်မှုကင်းတဲ့ကံတရားကြောင့်ဖြစ်ပေါ်လာရအဲ့ဒါကအတိုင်းအတာတစ်ခုတည်းမှန်ပါတယ်ဂီစာအောက်ထဲမှာအဲ့ဒါကိုအသေးစိတ်ဆွေးနွေးထားပါတယ်နံပါတ်2ငွေကြေးအမြင်မှုဆိုတာခက်ခဲတဲ့ပညာရဲ့တစ်ခုမဟုတ်ပါဘူး၎င်းကစိတ်ပိုင်းဆိုင်ရာကြွက်ကျင်မှုဖြစ်ပြီးတင်းရဲ့ပြုတ်မှုနေထိုင်ပုံကတင်ပြရတာထက်ပိုအရေးကြီးကထိုစိတ်ကိုင်းဆိုင်ရာကြွက်ကျင်မှုကိုငွေရှာနှီးစိတ်ပညာလို့ကျွန်တော်နာမည်ပေးထားပါတယ်။ဤစာအုပ်ရဲ့ရည်ရွယ်ချက်မှာငွေကြေးရဲ့နည်းပညာပိုင်းထက်စိတ်ပိုင်းဆိုင်ရာအရေးချင်းကပိုအရေးကြီးကြောင်းကိုရှင်းပြဖို့ဖြစ်ပါ။ပုံမူကောင်းမွန်သောငွေကြေးဆိုင်ရာဆုံးဖြတ်ချက်များချနိုင်အောင်ရီမဆာလိုဖတ်စကွန်လိုလူမျိုးအထိလူတိုင်းကိုအထောက်အပံ့ဖြစ်စေမဲ့နီလန်းများဖြင့်ကျွန်တော်ရှင်းပြပါဟက်ဒီစတေပိုင်းဆိုင်ရာအရေးချင်းတွေသူကျွန်တော်ကောင်းကောင်းသဘောပေါက်လာပြီးအရန်တန်မိုးထားပါငွေရေးကြေးရေးကိုတင်ချအခြေခံနေပယ်တစ်ခုအဖြစ်အတော်များများကတင်ချပေးပါတယ်ဖော်မြူလာလေးကိုဘယ်အချက်အလက်ထဲတင်မယ်ဖော်မြူလာကဘာလို့ရမယ်ဆိုတာကိုဘလို့ဖော်ပြတယ်စတာပေးဖို့တင်လိုက်လို့ပါလေကိုရေးကိုတာဘန္နာရေးနဲ့ပတ်သက်ပြီးတစ်မှာ6လစာရေးပေါ်စုဆောင်းထားသောငွေရှိဖို့နဲ့တင်ရတဲ့လစာဤ10ရာခိုင်နှုန်းလောက်ကိုချွေတာဖို့ဆိုတာတွေကအမှန်တရားတွေပါကျွန်တော်တို့သိရှိရတဲ့အတိုးနှုန်း interest rate နဲ့တန်ဖိုးသတ်မှတ်ခြင်း valuation နှစ်ခုကြားကတိကျတဲ့သမိုင်းကြောင်းဆက်ဆက်မှုကရင်းနှီးမြှုပ်နှံမှုမှာတကယ်မှန်ပါတယ်corporate ဘဏ္ဍာရေးမှာ CFO Chief Finance Officer များကဟာတီရင်းနှီးမြှုပ်နှံမှုငွေနဲ့သက်ဆိုင်သော
ကုန်ကျစရိတ်ဟာ the cost of capital ကိုအတိအကျတွက်ချက်နိုင်တယ်ဆိုတာလည်းအမှန်ပါပဲ။ဤရများတဲ့မှတစ်ခုကဆိုးရွားနေတာမှားယွင်းနေတာမျိုးမဟုတ်ပါဘူး။ဘာကိုလုံးရမလဲဆိုတာတိနေတဲ့အချိန်မှာတင့်ကောင်းနေမှာတိဖြစ်နေတဲ့အရာတွေကိုဘာမှမပြောတတ်တော့ပါဘူး။တေစိတ်ဝင်စားသည်ဖြစ်စေစိတ်ဝင်စားသည်ဖြစ်စေကျမရင်းနဲ့ငွေကြေးဆိုင်ရာအကြောင်းအရာနှစ်ခုကဆိုရန်အပေါ်တက်ရောက်မှုရှိပါတယ်။ကျမရေးဆောက်ရှောက်မှုလုပ်ငန်းကကမ္ဘာတဝန်းမှာလူသက်တမ်းတိုးလာချင်းဖြစ်ခိမီသိပ္ပံပညာရဲ့အောင်ပွဲတစ်ခုဖြစ်လာပါတယ်။သိပ္ပံနည်းကျရှာဖွေတွေ့ရှိမှုများဟာလူခန္ဓာကိုယ်ရဲ့အလုံးလုံးပုံနဲ့ပတ်သက်၍ဆရာဝန်များ၏အယူအဆဟောင်းများကိုအစားထိုးခဲ့ပြီးလူသားနည်းပါးဟာ၎င်းကြောင့်ပုံမှုကျမ်းမာလာပါတယ်။ငွေကြေးလုပ်ငန်းတွေဖြစ်တဲ့ရင်းနှီးမြှုပ်နှံမှုပုဂ္ဂိုလ်ရေးဆိုင်ရာဗဏ္ဍာရေးစီးပွားရေးဆိုင်ရာစီမံကိန်းရေးဆွဲခြင်းစရာတွေကတော့မတူညီတဲ့ဇလန်တစ်ပုဒ်ပါ။ဘာသာရေးကပြီးခဲ့သောဆယ်စုနှစ်ခုနှစ်အတွင်းထိပ်တန်းတက္ကသိုလ်များမှာအကောင်းဆုံးသောဉာဏ်ပညာဖြင့်ပေါင်းစည်းခဲ့တာပါ။ Financial Engineering ဟာလွန်ခဲ့သောဆယ်စုနှစ်တစ်ခုက Princeton တက္ကသိုလ်မှ School of Engineering တွင်ရေပန်းအစားဆုံးဘာသာရပ်ဖြစ်ပါတယ်။၎င်းကြောင့်ပုံမကောင်းမွန်သောရင်းနှီးမြှုပ်နှံသူများဖြစ်စေကြောင်းအထောက်အထားများကျွန်တော်တို့မှာရှိသလားကျွန်တော်တို့မတွေ့ဘူးပါဘူး။နှစ်ပေါင်းများစွာစူပေါင်းစမ်းသပ်မှုများမှာအမှားရောများကြောင့်ကိုမှုကောင်းမွန်သောတောင်တူလယ်သမားများကျွမ်းကျင်သောရေပိုက်သမားများအဆင့်မြင့်ဓာတုဗေဒပညာရှင်များဖြစ်လာစေတာပါသို့သောကိုယ်ပို့တော်ဟိုချင်းနဲ့ပတ်သက်ပြီးပုံမကောင်းမွန်လာစေရင်စမ်းသပ်မှုမှသိရှိလာတဲ့အမှားများကကျွန်တော်တို့ကိုတုံ့တင်ပေးခဲ့ပါသေးလားကျွန်တော်တို့ကအကျွေးများနဲ့မိဖို့ကိုတိမ်မြုပ်သွားရင်အလားလာနေပါသလားဒုက္ခတွေနဲ့ရင်ဆိုင်ရတဲ့အခါအစင်တစ်ဖြစ်နိုင်ပါသလားအငြိမ်းစားယူဖို့ပြင်ဆင်နေလားကျွန်တော်တို့ရဲ့ပျော်ရွှင်မှုအတွက်ငွေဟာမြည်သည့်အရာကိုလှုပ်ဆောင်ပေးတယ်လှုပ်ဆောင်ပေးဘူးဆိုတဲ့အပေါ်မှာလက်တွေ့ကျသောအမြင်များရှိပါသလားငွေကကျွန်တော်တို့ကိုပျော်ရွှင်စေတယ်လားခိုင်လုံတဲ့တက်တည်ကျွန်တော်မပေးဘူးပါဘူးကျွန်တော်ယုံကြည်ရတဲ့အကြောင်းအရင်းအများစုကတော့ငွေအကျန်းကိုဂျူပတ်ပေတာပညာနဲ့စိတ်ပညာလိုမျိုးမလုံလောက်တဲ့ညီးလန်းတွေနဲ့တွေးတောဖို့သင်ကြားနေရလို့ပါပဲပြီးတော့အဲ့ဒီကကျွန်တော်အတွက်အရေးကြီးတယ်လို့စက်မဲ့ဖွယ်လဲကောင်းပါတယ်ငွေဟာနေရာတိုင်းမှာရှိပြီးကျွန်တော်တို့အားလုံးအပေါ်တက်ရောက်မှုရှိကကျွန်တော်တို့အများစုကိုစိတ်ရှုပ်ခွေးစေပါတယ်လူတိုင်းကအဲ့ဒါကိုခနှင်းငယ်ကွဲလာစွာတွေးကြပါတယ်အန်တရေယုံကြည်မှုကြွရှိမှုဖုကဲ့သို့သောဘဝနယ်ပယ်များစွာနဲ့တက်ဆိုင်ရဲ့အရာများအတွက်တင်ညာစာနာပေးတာငွေထက်စာရင်လူတွေရဲ့တိမှုနေထိုင်ပုံကိုခေါင်းစဉ်အနှဲငယ်မှာကုခွက်ကွင်းကွင်းရှင်းပြထားပါ၎င်းဟာကဘာပေါ်ကအကြီးကျယ်ဆုံးပြဿနာတွေတဲ့ကတစ်ခုဖြစ်ပါငွေရှာနီးစိတ်ပညာအပေါ်ကျွန်တော်ကိုယ်တိုင်တန်ဖိုးထားမှုအပေါ်ရေးသားဖို့ဆယ်စုနှစ်တစ်ခုကျော်လောက်ပုံသွင်းခဲ့ရပါတယ်2008ခုနှစ်အစောပိုင်းမှာဗန္နာရေးအကြောင်းကိုကျွန်တော်စရေးပါတယ်အဲ့ဒါကဗန္နာရေးအကျက်အသေးရဲ့အာယုံဦးနဲ့နှစ်ပေါင်း80အတွင်းအစိုးရဆုံးစီးပွားရေးကျဆင်းမှုပါပဲဖြစ်ပျက်နေတဲ့အကြောင်းတွေကိုရေးဖို့တစ်ပြက်ခက်တာတွေကိုသိချင်တာပါဒါပေမဲ့2008ခုနှစ်ငွေကြေးအကျက်အသေးအပြီးမှာကျွန်တော်ပထမဦးဆုံးသိလိုက်ရတာကဖြစ်ပျက်ခဲ့တာကိုဘယ်သူမှတိတိကျကျမရှင်းနိုင်တာပါပဲဒါမှမဟုတ်ဘာကြောင့်ဖြစ်တာလဲဘာလို့တင်နေဆိုတာကိုဘာလို့ကပြောကြတာလဲကောင်းမွန်တဲ့ရှင်းလင်းချက်တိုင်းမှာတူညီစွာယုံကြည်နိုင်လောက်တဲ့ငင်းခုန်မှုတစ်ခုရှိပါတယ်တရားပြိုကျရသည့်အကြောင်းရင်းကိုအင်ဂျင်နီယာများကအဆုံးဖြတ်နိုင်ပါတယ်ဘာကြောင့်ဆိုတော့အချို့သောကရိယာတွင်တမတ်ခန္ဓာရည်ဝန်အားထက်ပိုမှုအသုံးချပါကထိုကရိယာအားပျက်စီးသွားလိမ့်မည်ဟုသောဘုံသဘောတူချက်ရှိတာကြောင့်ပါယူပဗေဒဆိုတာအငင်းပွားပေါ်ရမဟုတ်ပါဘူးစီနီဥပဒေများဖြင့်လမ်းညွှန်ထားတာပါငွေကြီးကတော့မတူပါဘူးလူတွေရဲ့အမှုအကျင့်တွေကသာလမ်းညွှန်ပါတယ်ကျွန်တော်ပြုမှုပုံကကျွန်တော်အတွက်တော့အတိတ်ပဲရှိနေနိုင်ပေမဲ့တင့်အတွက်တော့ယူသွနေဖို့ချစ်နေပါလိမ့်မည်ငွေရေးကြေးရေးအကျက်အတီးအကြောင်းကိုလေ့လာပြီးရေးလေလေငွေရေးကြေးရေးမဟုတ်တဲ့စိတ်ပညာနဲ့တမိုင်းကြောင်းတွေကနေတဆင့်ငွေအကြောင်းကိုပုံမနားလည်လာလေပါပဲလူတွေပါကြောင့်အကျွေးထဲမှာနင်းမြုပ်သွားတယ်လေဆိုတာနားလည်ဘူးအတိုးမုံကိုလေ့လာဖို့မလိုအပ်ပါဘူးလောဘမလုံခြုံမှုမကောင်းမြင်ဝါဒတို့ရဲ့တမိုင်းကြောင်းကိုလေ့လာရင်လိုအပ်ရင်းနှီးမြှုပ်နှံသူများကဈေးကွက်အတွင်းတန်ဖိုးကျဆင်းခြင်း bear market မှာအဖက်ချောက်စတော့များကိုရောင်းချရတယ်လေဆိုတာကိုနားလည်ဖို့အနာဂတ်အမြတ်ပြအငွေကိုတွက်ချက်နိုင်တဲ့တင်ချပညာကိုလေ့လာရင်မလိုအပ်ပါဘူးတင့်မိသားစုကိုကြည့်ရှုခြင်းနဲ့တင်ရဲ့ရင်းနှီးမြှုပ်နှံမှုများကသူတို့ရဲ့အနာဂတ်ကိုထိခိုက်စေခြင်းရှိမရှိတွေးတောရန်သာလိုအပ်ပါတယ်Volatility ရဲ့လိလာစောင့်ကြည့်မှုကိုကျွန်တော်သဘောကျပါတယ်။တမိုင်းဆိုတာဘယ်တော့မှထပ်မဖြစ်တော့ဘူး။လူတွေကပဲအမြဲတမ်းလုံနေတာ။ငွေနဲ့ပတ်သက်တဲ့ပြုမှုကုန်များကအလွန်အကျုံးဝင်ပါတယ်။ တ
ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အရေးကြီးဆုံးသောထုံရင်းချက်များဗလိုက်မှုများနှင့်ငွေကြေးကိစ္စများတွင်လူတွေအပေါ်ထိခိုက်နိုင်တဲ့အပြုအမူဆိုးများကိုဖြစ်ပေါ်စေသည့်အကြောင်းအချင်းအခု20ကိုအကျဉ်းချုပ်ဖော်ပြထားသည့်စီခန်းစာတစ်စောင်ကို2018ခုနှစ်မှာကျွန်တော်ရေးသားခဲ့ပါတယ်။ငွေရှာနည်းစိတ်ပညာလို့ခေါ်ပြီးလူပေါင်းတန်းကျော်ဖတ်ပြီးပါပြီ။ဤစာအုပ်ကအစီရင်ခံစာပါ။ခေါင်းစဉ်များကိုနှဆိုင်စွာထိုးတင်တည်မြင်စီပါတယ်။အစီရင်ခံစာတွေကစာတို့တချို့ကိုဒီစာအုပ်မှာတင်ဆက်ထားခြင်းမရှိပဲကြံ့လည်းရေးသားထားပါဟဲ့။တင်အခုကိုင်ဆောင်ထားတဲ့စာအုပ်မှာအခန်း20ပါရှိပြီးတခန်းချင်းစီမှာငွေရှာနည်းစိတ်ပညာရဲ့အရေးကြီးဆုံးနဲ့တိလူရှူလို့မရတဲ့အင်္ဂါရက်များကျွန်တော်ယူဆထားတဲ့အရာများကိုဖော်ပြထားပါတယ်။အခန်းတိုင်းမှာအကြောင်းရင်းတစ်ခုစီဖြင့်ရှင်းလင်းထားတော်လဲတိကျစွာရေးသားထားတာကြောင့်မိမိဖတ်ရှုဖို့ဒီအခန်းကိုတိုက်ရိုက်လွတ်လပ်စွာဖတ်ရှုနိုင်ပါတယ်။စာအုပ်ကအထူးကြီးတော့မဟုတ်ပါဘူး။စာကတ်သူအများစုကတော့ပြီးစီအောင်မဖတ်နိုင်ကြတာဒီအကြောင်းမှာတခုတည်းသောအကြောင်းအရာရှင်းနှစ်ချက်အတွက်စာမျက်နှာ300ကျော်မလိုအပ်တာကြောင့်ကွာအဆုံးထိဖတ်ဖို့လက်လျှော့လိုက်ရတဲ့စာရှိထက်စာချက်အချက်20ကိုအတူတုံးရေးရတာပိုကြိုက်ပါတယ်ကျွန်တော်တို့စာဖတ်လိုက်ကြရအားလျာအခန်း1လောကမှာအယူဆိုတာမရှိငွေနဲ့ပတ်သက်သောတင့်ကူတွေများဟာကဘာပေါ်မှာဖြစ်ဖြစ်နေတဲ့အရာများရဲ့3.3333333ရဲ့ရာခိုင်နှုန်းသာဖြစ်နိုင်တယ်ဆိုပေမဲ့ကဘာကြီးရဲ့အလုံးလုံးပုံ80ရာခိုင်နှုန်းကတင်ထင်သားတယ်လို့ဖြစ်နိုင်ပါတယ်။နေတက္ကနာတစ်ခုကိုပြောပြပါမယ်။အဲ့ဒါဆိုရင်ရဲ့ပတ်စံနဲ့တင်ဘာတွေလုံနေလဲဆိုတာနဲ့ပတ်သက်ပြီးအကောင့်ပုံမြင်လာမယ်။အခြားသူများကလည်းသူတို့ရဲ့ပတ်စံနဲ့ပတ်သက်ပြီးသူတို့ဘာတွေလုံနေလဲဆိုတဲ့ထင်မြင်ကောက်ချက်ချက်မှုလေလျော်နေသွားပါလေ။သူတော်တော်များများဟာပတ်စံနဲ့ပတ်သက်ပြီးယူကြောင်ကြောင်ပိစတချို့ကိုလှုပ်တတ်ကြပါတယ်။ဒါပေမဲ့ဘသူမှတော့ယူသွနေကြတာတော့မဟုတ်ပါဘူး။လူတွေဟာမတူညီတဲ့မျိုးဆက်မတူညီတဲ့မိဘအုပ်ထိန်းမှုမတူညီတဲ့မိသားစုနောက်ခံမတူညီတဲ့အရက်ဒေတာမှာကြီးပြင်းလာကြရမတူညီတဲ့စီးပွားရေးအခြေအနေမတူညီတဲ့အလုပ်အကိုင်လည်းမတူညီတဲ့ပညာရေးနဲ့ချစ်ချွတ်ဆက်ဆံနေရတဲ့အပြင်မတူညီတဲ့ဘဝတင်ကားစာများစီးမှုလေးလာကြပါလေကဘာကိုရှိလူလားအလိုလိုမှာထိုက်တူညီညာကြီးမရှိတဲ့အတွေ့အကြုံများကြည့်ကြပါလေတစိတ်ကန်လေးလာတည်ယူတာတဲ့ကိုယ်တိုင်အတူအကြုံရှိခြင်းဟာပိုကောင်းပါလေလူတိုင်းအလိုလိုဟာသူတို့ဖြတ်တန်းခဲ့ရတဲ့ဘဝပုံစံများကြောင့်ပတ်စံနဲ့ပတ်သက်ပြီးဒုဆောင်မှုပုံပေါ်များပန်လူတအုပ်နဲ့တအီကျေပြည့်စွာဝဲပြချနာထားပါတယ်အဲ့ဒါကြောင့်မို့လို့လူတအုပ်အတွက်တော့တခြားလူတအုပ်ကရွတ်သွနေပုံအောက်နေသည်စီးရင်မတွေချတဲ့ကြီးတဲ့လာရသူတအုပ်ကဂျေစာရမဲ့ဆုံးရှုံးမှုနဲ့ရလက်ကိုစဉ်းစားသည့်ပုံစံမျိုးကိုချမ်းသာပြည့်စုံသောမိသားစုမှကြီးပြင်းလာရသူတအုပ်ကတော့နားလည်လိုက်လောင်ဟုတ်ပါငွေတန်ဖိုးဖောင်းပွားခြင်းနဲ့ကြီးပြင်းခဲ့ရသူတအုပ်ရဲ့အတွေ့အကြုံမျိုးကိုငွေတန်မှုတည်ငြိမ်တဲ့အခြေအနေနဲ့ကြီးပြင်းခဲ့ရသူတအုပ်ကခန်းစားသိရှိနိုင်နေဟုတ်ပြီ1929ခုနှစ်ကမ္ဘာစီးပွားပြတ်တဲ့ The Great Depression ကာလအတွင်းက stock share ကစားသူတအုပ်ရဲ့ဆုံးရှုံးနေတာခဲ့ရတဲ့အတွေ့အကြုံမျိုးကိုနိပညာပုံကလာတဲ့1990ခုနှစ်နှောင်းပိုင်းလူများကခန်းစားသိရှိနိုင်နေမဟုတ်ပေနှစ်ပေါင်း30အတွင်းစီးပွားရေးကျဆင်းမှုမကြုံဘူးတဲ့ဩစတြေးလျနိုင်ငံသားများရဲ့အတွေ့အကြုံများဟာလည်းအမေရိကန်နိုင်ငံသားတွေစီမှာရှိနေမှာမဟုတ်ပါဘူးမတူကွဲပြားတဲ့အတွေ့အကြုံများဟာအနန္တပါပဲပတ်စံနဲ့ပတ်သက်ပြီးသိရှိထားသည့်များမှာလူတအုပ်နဲ့တအုပ်ကြားမတူညီနိုင်ပါဘူးလူတိုင်းဟာမတည်ရသောယုံကြည်မှုပန်းနိုင်နဲ့နှောင့်နှင်းချက်များဖြင့်ဘဝကိုထက်သန်းနေကြတာပါတစုံတဦးကတခြားသောလူများထက်ပုံမူပန်းနဲ့ထက်မြက်နေခြင်းဒါမှမဟုတ်ပုံမူကောင်းမှုသောတရေအချက်လက်အများရရှိနေခြင်းစသည်တို့ကြောင့်တော့မဟုတ်ပါဘူးမတူညီတဲ့အတွေ့အကြုံများနဲ့ဖြစ်တည်လာတဲ့မတူညီတဲ့ဘဝအခြေအနေများကြောင့်ပါဖြစ်ပါတယ်ပတ်စံနဲ့ပတ်သက်ပြီးမိမိတွေ့ကြုံခဲ့ရသောအတွေ့အကြုံဟာဒီကဘာကြီးနဲ့နှိုင်းယှဉ်ရင်နှောသွားတေးတိမ်နေလေသို့တော့မိမိအတွက်တော့ထိုအတွေ့အကြုံဟာကဘာပေါ်မှာပတ်စံမိတို့မိပုံလှုပ်ဆောင်နေဆိုတာကိုတိတာထေချားစွာနားလေသိရှိထားခြင်းပင်ဖြစ်ပါတယ်ထို့ကြောင့်စီးပွားရေးဆုံးယုတ်မှုဘာကြောင့်ဖြစ်ရတဲ့ပတ်စံကိုဘယ်ပုံပဲနည်းခင်းငိမ့်မြုံနဲ့တင်တယ်မိသည့်အရာကိုဦးစားပေးတင်တယ်မိတို့မိပုံစွန့်လွတ်စွန့်စားလုပ်တဲ့နဲ့စတဲ့အချက်တွေပေါ်မှာပါနဲ့ထက်မြက်တော်သူများရဲ့သဘောထားကလည်းကွဲပြားခြားနားပါတယ်Friedrich Lewis Alley ဟာသူ့ရဲ့ 1930s American စာအုပ်မှာမဟာစီးပွားပြက်က The Great Depression ဟာတန်ပေါင်းများစွာသောအမေရိကန်တို့ရဲ့လက်ကျန်ဘဝတစ်လျှောက်လုံးစာကိုစိတ်ကံရစေခဲ့သည်ကိုဒေတာဟောပြခဲ့တယ်။25နှစ်ကြာပြီးသည့်နောက်အမေရိကန်သမ္မတအဖြစ်
ဝင်ရောက်အရွေးခံမိဂျွန်ကနေရီကိုဒရင်နောက်တအုပ်ကရင်းစီးပွားဖြတ်ကတ်နဲ့ပတ်သက်ပြီးမေးမြန်းခဲ့ပါတယ်။ကျွန်တော်အနေနဲ့မဟာတိပွားပြတ်တဲ့ The Great Depression နဲ့ပတ်သက်ပြီးတိုက်ရိုက်သိရှိခန်းစားခွင့်ရခြင်းရှိခဲ့ပါဘူး။ကျွန်မမိသားစုကကဘာပေါ်မှာအတော်လေးကန်ဟန်းခဲ့တဲ့မိသားစုတစ်ခုဖြစ်ခဲ့တဲ့အကိထိုအချိန်ကပုံမူပြီးချမ်းသာကြွယ်ဝခဲ့တယ်လေ။ပုံမူကြီးမားတဲ့အိမ်ရှိလာတဲ့အကိအခုတွေလည်းပိုရှိလာပါလေ။ပို့ပြီးတော့လည်းခရီးတွေထပ်ဖြစ်ခဲ့ပါလေ။ကျွန်တော်စစ်စစ်ချာချာသိခဲ့တာတစ်ခုကတော့ကျွန်တော်အဖေကကုရီမှုများကိုမူဟားရန်ပြီးသူတို့တွေစားဖို့တောက်ဖို့အတွက်အလုပ်ပေးခဲ့တာတဲ့ကျွန်တော်ဟာဘတ်တက်ကတို့ရောက်မှသာမဟာစီးပွားပြက်က The Great Depression နဲ့ပတ်သက်ပြီးဖတ်ရှုလေ့လာသိရှိခဲ့တာအပါဟုအဲ့ဒီနေ့ကခေချားခဲ့ပါတယ်။၎င်းဟာ1960ပြည့်နှစ်အမေရိကန်သမ္မတရွေးကောက်ပွဲမှာဒီရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ခဲ့ပါတယ်။အလွန်ကြီးကျယ်ခဲ့တဲ့စီးပွားရေးဆိုင်ရာအဖြစ်အပျက်ကိုတွေ့ကြုံနားလည်ခြင်းမရှိခဲ့တဲ့မျိုးဆက်ကစီးပွားရေးနဲ့ပတ်သက်တဲ့အရေးကြီးဆုံးသောခုံးသက်ချက်များချမှတ်နိုင်မယ့်နေရာကိုတကယ်တောင်းငွေကြီးနိုင်ပါမလားလို့ဦးတော်များများကစိုးရိမ်ပူပန်ခဲ့ကြပါလေ။ထိုဆွေးယုံမှုကိုကနေဒီကသူ့ရဲ့ဒုတိယကမ္ဘာစစ်အတွေ့အကြုံများဖြင့်ကျော်လွှားနိုင်ခဲ့ပါလေ။ရင်းမှာရခိုင်မျိုးဆက်များကြားတွင်အများဆုံးပြက်လက်နေသည့်စိတ်ပိုင်းဆိုင်ရာအတွေ့အကြုံဖြစ်ပြီးကနေဒီရဲ့အဓိကတိုင်ဘက်ဖြစ်တဲ့ဟူဘတ်ဟမ်ပရီမှာတော့ထိုကဲ့သို့ရှိမနေခဲ့ချေ။တိုက်ယုံခြင်းဆွဲအားနှင့်မတိချာမရေရာခြင်းတို့ကိုအမှန်တကယ်ပြန်လဲဖန်တီးနိုင်ရဲ့လိလာတည်ယူခြင်းသို့မဟုတ်ကြက်ပြဲစွာစဉ်းစားဥတော်ခြင်းစတာတွေကလုံလောက်တဲ့ပမာဏရှိမနေခြင်းကကျွန်တော်တို့အတွက်စိန်ခေါ်မှုဖြစ်နေတာပါကပတ်စီးပွားကအတွင်းမိသူမိဘုံဆုံးရှုံးသွားကြသည်ဆိုတာနဲ့ပတ်သက်ပြီးဖတ်ရှုလေ့လာနိုင်ပါတယ်သို့တော့ကျွန်တော်တို့တွင်အမှန်တကယ်နှစ်ဖူးတွေ့ဒူးတွေ့ကြုံကြရသူများကဲ့သို့စိတ်တရအမှားရွတ်တော့ရှိနေနေဟုတ်ပြီစတော့ရှယ်ယာပိုင်ဆိုင်ခြင်းကဲ့သို့သောအရာတွေနဲ့ပတ်သက်ပြီးစိတ်အေးချမ်းစွာဖြင့်ချက်တန်းခဲ့ဘူးသူတဦးဒီလက်အဖေကြောင့်ထိုကဲ့သို့တွေးကြုံရနိုင်သည်ကိုနားလည်နိုင်တယ်ဟုတ်ပြီအဖေကြောင့်ဆိုသောလူတိုင်းကကဘာကြီးဖို့မတူညီတဲ့ရှုထောင့်နဲ့ကြည့်ရှုကြခြင်းကြောင့်ပဲဖြစ်ပါတယ်စရင်အင်းစာရက်ကစတော့ဈေးကွက်အတက်အကျအပြောင်းအလဲသမိုင်းကြောင်းကိုပုံခေါ်ပေးနိုင်ပါတယ်သို့တော့အင်တယ်ဂျင်နဲ့စိတ်ခံစားချက်မိမိရင်သွေးကိုလမ်းဆွခြင်းဘဝကိုထိခိုက်စေနိုင်တဲ့အမှားကိုပြုမူလိုက်ခြင်းစသည်ကိုတော့ပုံဖော်ပေးနိုင်ခြင်းမရှိပြီ။တမိုင်းကိုလေ့လာခြင်းကအတိုင်းအတာတစုံတစ်ခုအထိနားလည်နိုင်စွမ်းကိုပေးနိုင်ပါလေ။သို့တော့အဖြစ်ဖြစ်များကိုမိမိကိုယ်တိုင်ကြုံတွေ့ဖြတ်တန်းခဲ့ရခြင်းဒါမှမဟုတ်မိမိကိုယ်တိုင်အကျိုးဆက်ကိုကိုယ်တိုင်ကိုကြခံစားရခြင်းမရှိပါကမိမိညစ်ပြုမှုနေထိုင်ဖို့ကြောင်းလဲသွားလောက်အောင်နားလည်နိုင်မှာဟုတ်သူ။ကျွန်တော်တို့အားလုံးကဘာကြီးဘလို့လက်ပတ်လှုပ်ရှားနေတဲ့ဆိုတာကိုသိတယ်လို့မှတ်ယူထားကြပါတယ်။သို့တော့ကျွန်တော်တို့အားလုံးကြုံတွေ့ခံစားခဲ့ရဟာတွေကတင်းငယ်တဲ့ဒစိတ်တီသားမျှတာဖြစ်ပါတယ်။အချို့သောတင်ငန်းစာများဖို့နားလည်ဖို့မကြိုးစားခင်အရေးဆုံးလက်တွေ့အတွေ့အကြုံရှိဖို့လိုပါတယ်ဟုရင်းနှီးမြှုပ်နှံမှုစီးပွားရေးသမားမိုက်ကယ်ဘရစ်နီကပတ်ချက်ပြုပါတယ်။ကျွန်တော်တို့အားလုံးကထိုအမှန်တရားစီတို့မတူညီတဲ့လမ်းကြောင်းမှာသွားနေကြသူများသာဖြစ်ပါတယ်။2006ခုနှစ်တွင်အမေရိကန်နိုင်ငံအမျိုးသားစီးပွားရေးသုတေသနဖြူ National Bureau of Economic Research မှစီးပွားရေးပညာရှင်တို့ကနှစ်ပေါင်း90အတွင်းအမေရိကန်တို့ရဲ့ငွေကြေးသုံးချမှုကိုလေ့လာခဲ့ကြပါတယ်။ theory အရမိမိ၏ရည်မှန်းချက်ပန်းတိုင်နဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာထူးခြားမှုလက္ခဏာများအားလေ့လာသိရှိနိုင်မှုအပေါ်တွင်တည်ပြီးရင်းနှီးမြှုပ်နှံမှုအတွက်ဆုံးဖြတ်ချက်ချတင်တာသို့သောထိုကဲ့သို့မသိကြစီးပွားရေးပညာရှင်များရှာဖွေသိရှိလိုဒီမှာရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆုံးဖြတ်ချက်တွေကရင်းနှီးမြှုပ်နှံသူရဲ့ဒီမျိုးဆက်မှာတွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်များအပေါ်ကြီးမားစွာမူတည်နေပြီးအထူးသဖြင့်ထိုသူရဲ့ကနဦးသူငယ်ဘဝမှာတွေ့ကြုံခဲ့ရတဲ့နေရာဖြစ်ပါတယ်။ငွေတမောဖောက်ဖွားမှုကြီးမားခြင်းနဲ့ကြီးပြင်းလာရတဲ့နေရာဟာ၎င်းတို့ရဲ့ဘဝမှာငွေတမိုးဖောက်ဖွားမှုနဲ့နည်းနည်းဖြင့်ကြီးပြင်းလာရတဲ့ထက်ဆိုင်ရင်ငွေတိုက်စာချုပ်မှာငွေချေးအနှဲငယ်မျှတာရင်းနှီးမြှုပ်နှံကြပါတယ်။စတော့ဈေးကွက်ခိုင်မာတဲ့အခြေအနေဖြင့်ကြီးမားလာရသူက၎င်းဘဝမှာစတော့ဈေးကွက်ရင်းရိုင်အားနည်းတဲ့အခြေအနေဖြင့်ကြီးပြင်းလာရသူဖက်ဆိုင်ရင်တော့ဈေးကွက်မှာပုံမရင်းနှီးမြှုပ်နှံမှုပြုလုပ်ကြပါတယ်။ကျွန်တော်ရဲ့ရှာကွေတွေ့ရှိမှုအရရင်းနှီးမြှုပ်နှံသူများရဲ့ဆွန့်လွတ်ဆွန့်စားလို့သောစိတ်ဆန္ဒက၎င်းတို့ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာနောက်ကသမိုင်းကြောင်းပေါ်တွင်မူတည်ပါတယ်ဟုစီးပွားရေးပညာရှင်များကရေးသားထော်ပြခဲ့ပါတယ်။ဉာဏ်ရည်ဉာဏ်သွေးပညာအရေးအချင်းခင်မီစံတက်မှုရှိခြင်းစတဲ့အချက်များကြောင့်မဟုတ်ပဲမိသည့်နေရာမိသည့်အချိန်တွင်မွေးဖွားခဲ့တဲ့ဆိုတဲ့အချက်6ကဖြစ်ပါတယ်။2019ခုနှစ်မှာ British သတင်းစာတစ်စောင်မှ The Financial Times ဟာနာမည်ကြီးငွေတိုက်စာချုပ်မန်နေဂျာ Bond Manager Bill Gross နဲ့တွေ့ဆုံမေးမြန်းခဲ့ပါတယ်
တွေးဆုံမင်းမြန်းရာမှာတကယ်လို့များဆယ်စုနှစ်တစ်ခုစာနောက်ကျပြီးဖြစ်စီဆုံးညင်ပြီးဖြစ်စီသူသာမွေးခွာလာမယ်ဆိုရင်ယနေ့အချိန်အခုယာရုနေရာမှာရှိနေနိုင်မှာမဟုတ်ဟု Bill Gross ကဝန်ခံပြောကြားခဲ့ပါတယ်။ Bill Gross ရဲ့အလုပ်အကိုင်ကအတိုးနှုန်းများယိုရဲကျဆင်းပြီးငွေတိုက်စာချုပ်တန်ဖိုးများတိုးတက်တည်ငြိမ်တဲ့မျိုးဆက်တွေနဲ့လုံးဝချိန်ကဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။ထိုအရာကတင်ဆက်တန်းတွေ့ကြုံလာရတဲ့အခွင့်အရေးပေါ်တဲ့အကျိုးသက်ရောက်မှုမရှိပဲထိုအခွင့်အရေးများတင့်ထန်ရောက်ရှိလာတဲ့အခါတင်မီကဲ့သို့စဉ်းစားလက်ခံတယ်လဲဆိုတဲ့အပေါ်အကျိုးသက်ရောက်ခြင်းဖြစ်တယ်။ Bill Gross အတွက်တော့ငွေတိုက်စာချုပ်ကချမ်းသာကြွယ်ဝမှုကိုထုတ်လုပ်ပေးတဲ့စက်ပစ္စည်းတစ်ခုပင်ဖြစ်ပါလေ။ Bill Gross ကဖခင်ဖြစ်သူမျိုးဆက်တွင်ကြီးပြင်းခရသူများကတော့ငွေတန်ဖိုးဖောင်းပွားမှုအကြီးအကျယ်ကြုံတွေ့ခရသူများဖြစ်ပြီး၎င်းတို့အတွက်တော့ငွေတိုက်စာချုပ်ကကြွယ်ဝချမ်းသာမှုများကိုနောက်ကျောင်းကြစေရလို့ရှုမြင်ကြပြီလေနဲ့ပတ်စံနဲ့ပတ်သက်ပြီးလူတွေရဲ့အတွေ့အကြုံကွာခြားမှုကအနှဲငယ်နဲ့တာမဟုတ်ပဲကျင်တွေးထင်ထားတဲ့အရာများနဲ့လေအတော်လေးဆင်တူပါတယ်စတော့ဇီကွက်ကိုတစ်ချက်လောက်လေ့လာကြည့်ရအောင်တကယ်လို့ညာတင်က1980ပြည့်နှစ်ဝန်းကျင်လောက်ကမွေးခွာလာမယ်ဆိုရင်တင်ဆွဲကျော်တဲ့အရွယ်မှာငွေတန်ဖိုးဟောင်းပွားမှုနဲ့ချိန်ဆရင်အလို့ငါအမေရိကန်ထိပ်တန်းကုမ္ပဏီအခု900ရဲ့ရှယ်ယာတန်ဖိုးက10ဆခန့်တိုးတက်သွားပါလေရဲ့တကယ်လို့များတင်က1950တိနှစ်ဝန်းကျင်မှာမွေးခွာလာပါတိဆယ်ကျော်တက်အရွယ်မှာငွေတန်ဖိုးကောက်ပမှုရှိရဲ့ဈေးကွက်နဲ့ပါကြုံလို့ရမှာပါထို့အုပ်စုနှစ်ဟာမွေးခွာလာတဲ့ခုနှစ်ကွဲပြားမှုကြောင့်စတော့ဈေးကအပေါ်ထားရှိတဲ့ဘောလာအမြင်က၎င်းတို့ရဲ့ဘဝတစ်လျှောက်လုံးမှာရုံးဝအကွဲပြားခြားနားသွားငွေတန်ဖိုးဖောက်ဖွားမှုကိုတစ်ချက်လောက်လေ့လာကြည့်ရတကယ်လို့များတင်က1960ပြည့်နှစ်ဝန်းကျင်လောက်ကအမေရိကန်နိုင်ငံမှာဝေးပွားခဲ့ပါကအလွယ်တကူစိတ်သိမ်းရွလွယ်ပြီးစီးပွားရေးဆိုင်ရာဗဟုသုတများကိုအခြေခံလိုက်သွားသိရှိနားလည်သေးတဲ့အရွယ်ဖြစ်တဲ့အသက်20လောက်မှာငွေတန်ဖိုးဖောင်းပွားမှုကိုကြုံတွေ့ရမှာဖြစ်ပါတယ်။သို့တော့1990ပြည့်နှစ်ဝန်းကျင်ကငွေဖွားပါကငွေတန်ဖိုးဖောင်းပွားမှုအနည်းနည်းသွားပြီးဖြစ်တာကတဲ့စိတ်သေးပဲမှတ်သားထားမှုမဟုတ်ကြီး။နိုဝင်ဘာလ2009ခုနှစ်အမေရိကန်တနိုင်ငံလုံးအတိုင်းအတာအနေနဲ့အလုံးလက်မဲ့ဥယျာဉ်10ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။အထက်တန်းအောင်မြင်ထားခြင်းမရှိတော့အသက်16မှ19နှစ်ကြာအာဖရိကန်နယ်ပွားအမေရိကန်အမျိုးသား49ရာခိုင်နှုန်းနဲ့ကောလိပ်ဒီဂရီကိုင်ဆောင်ထားတဲ့အသက်45နှစ်အထက်အိန္ဒိယနယ်ပွားအမေရိကန်အမျိုးသမီး4ရာခိုင်နှုန်းလို့ဟာအလုံးလက်မဲ့များဖြစ်နေကြတယ်။ဂျာမနီနဲ့ဂျပန်တို့ရဲ့နိုင်ငံတွင်စတော့ဈေးကွက်များကဒုတိယကမ္ဘာစစ်အတွင်းတက်ကွယ်သွားခဲ့ရပါတယ်။တမ်းပြည်အနှက်ဘုံကျဲခံခဲ့ရပါတယ်။စစ်ကြီးပြီးဆုံးပြီးနောက်ဂျာမနီရဲ့လေယာကုန်ထုတ်မှုဟာသူ့နိုင်ငံသားနဲ့အတွက်ကယ်လိုရီ1000နဲ့ကြီးများတဲ့အစားအစာကိုသာထောက်ပံ့ပေးနိုင်ခဲ့တာပါ1941ခုနှစ်မှ1945ခုနှစ်အတွင်းအမေရိကန်နိုင်ငံရဲ့စတော့ဈေးကွက်ကနှစ်ဆခန့်တိုးတက်ခဲ့လာပြီးဆယ်စုနှစ်နှစ်ခုကြာအားစီးပွားရေးအတောင်တင်းဆုံးဖြစ်ခဲ့ပါငွေတန်ဖိုးဖောင်းပွားလို့ကိုဖြစ်စေစတော့ဈေးကွက်ကိုဖြစ်စေအလုတ်လက်မဲ့ကိစ္စကိုဖြစ်စေရေဘူးအားတဲ့ပတ်စံအပေါ်ကိုဖြစ်စေရင်းအုပ်စုများမှလူများရဲ့ထင်မြင်ယူဆချက်များမှာ၎င်းတို့ရဲ့ဘဝတစ်လျှောက်လုံးတူညီနေမှာမဟုတ်ပေငွေကြေးနဲ့ဗဏ္ဍာရေးဆိုင်ရာတည်င်းချက်လက်အပေါ်တုတ်ပြန်မှုပုံစံချင်းလဲတူညီတာမဟုတ်ပေဒါကြောင့်ကြားယူပိုင်ဆိုင်လို့တိညှော်လင်းချက်များလဲကွဲပြားပေလေမိသူတဦးတယောက်ကမှလည်းတူညီတဲ့အရင်းမြစ်ကရရှိလာတဲ့အတန်ဉာဏ်များကိုယုံကြည်လက်ခံမည်မဟုတ်ဘူးဘယ်ကိစ္စရဲ့ဖြစ်ဖြစ်ဘလောက်တံပေးဖြစ်ဖြစ်ရှေ့ဆက်ဖြစ်လာနိုင်တဲ့အခြေအနေကိုဖြစ်ဖြစ်အနာဂတ်အတွက်အကောင်းဆုံးဖြစ်နိုင်မယ့်နည်းလမ်းဖြစ်ဖြစ်စသည်ကိုအပေါ်တွင်တဦးနဲ့တဦးလက်ခံစဉ်းစားပုံချင်းလဲတူညီလိမ့်မည်ဟုတ်မတူညီတဲ့အရက်ဒေတာတွေမှာပတ်စံအပေါ်ထားရှိတဲ့မတူညီတဲ့သဘောထားအမြင်တွေပေါက်ကွာပါတယ်ဒါဆိုရင်ပတ်စံအပေါ်လူတစုရဲ့အနှစ်သာရမရှိတော့အမြင်ဒီအခြားလူစုအတွက်တော့အဓိပ္ပာယ်ကောင်းတစ်ခုတော့ရှိနေမှာပါနယူးယောက်တိုင်းသတင်းစာဟာတိုင်ဝမ်နဲ့စစ်ပစ္စည်းခုတ်လုပ်ရေးစက်ရုံကြီးဖြစ်တဲ့ Foxconn မှလုပ်ငန်းခွင်အခြေအနေကိုသတင်းဖော်ပြခဲ့ပါတယ်လုပ်ငန်းခွင်အခြေအနေကအလွန်ဆိုးရွားလာတယ်လို့မကြာခဏဆိုသလိုဖော်ပြခဲ့ပါတယ်ဖတ်ရှုသူများကလည်းရင်းသတင်းနဲ့ပတ်သက်ပြီးအလွန်စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်သို့တော့တရုတ်အလုပ်သမားတဦးရဲ့သူဖြစ်သူကတော့ရင်းသတင်းအပေါ်ကောက်ပါအတိုင်းမှတ်ချက်ပြီးတုံ့ပြန်ခဲ့ပါတယ်
ဝါအတော်ကစက်ရံနေမှာခမားတို့အမေရိကန်တွေအခေါ်ဆွီရှော့တွေမှာပေါ့ဗျာနှစ်ပေါင်းများစွာကြာအောင်အလုပ်လုပ်ခဲ့သူပါအလုပ်အကျန်းလုပ်ရတယ်အလုပ်ချိန်ရတယ်လစာနေတယ်လုပ်ငန်းခွင်အခြေအနေဆိုးရတယ်အဲ့ဒီလိုအလုပ်မလုပ်ခင်မှာအတော်ကဘာလုပ်ခဲ့လဲတိကျလားစီတစာအဖြစ်အတံမွေးခဲ့ရတယ်ဗျငါအနေနဲ့တော့အရင်လုပ်တဲ့ဆိုင်အဲ့ဒီလိုမျိုးစက်ရုံတွေမှာအလုပ်လုပ်ရတာကလူနေမှုဘဝပိုတိုးတက်လာတယ်လို့ပဲပြောရမှာပေါ့အထောက်ကယောက်ျားတစ်ခါရဲ့လိန်နဲ့အတွက်ဒုက္ခနာကိုရင်းနှီးစရေဟာတက်ဆိုင်ရင်အမေရိကန်ဒေါ်လာအနည်းငယ်အတွက်လောဘကြီးတဲ့အရင်ရှိတစ်ထည်တစ်ယောက်စီမှာရင်းနှီးစရေတော့မှာပေါ့ဗျာအဲ့ဒါကြောင့်မို့လို့လေအမေရိကန်တွေရဲ့စဉ်းစားတွေးခေါ်ပုံကိုငါအရင်စိတ်ပြတ်တာငါတို့စီမှာအနောက်နိုင်ငံတွေလိုမျိုးအခွင့်အလမ်းမရှိဘူးကွာငါတို့အစိုးရရဲ့အခြေခံအဆောက်အုံတွေကလည်းမင်းတို့တွေနဲ့မတူဘူးနိုင်ငံလည်းမတူဘူးလေစက်ရုံမှာတော့အလုပ်အကျန်းလုပ်ရတာပေါ့အဲ့ဒါကိုအမေရိကန်ကအလုပ်တွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်ပိုကောင်းနိုင်ပါမလားကွအဲ့ဒါတွေနဲ့ပတ်သက်ပြီးငါပြင်းပြင်းထန်ထန်ဝေဖန်စစ်တယ်ငါနားလေချင်းမတူညီတဲ့အတွေ့အကြုံကအဖြစ်ထက်များအပေါ်မှာအလွန်မင်းကွဲပြားခြားနားလာတော့အမြင်များကိုဥတီစေတယ်ဆိုတဲ့ဥပမာတစ်ခုတော့ဖြစ်ပါတယ်လူတော်တော်များများဤပတ်စံနဲ့ပတ်သက်သောဆုံးဖြတ်ချက်တိုင်းကအချိန်ကာလတစ်ခုအတွင်းရရှိလာတဲ့သတင်းအချက်အလက်နဲ့ကဘာပေါ်မှာဘလို့ဘဲပုံအလုံးလုံးတယ်ဆိုတဲ့အပေါ်ထားရှိတဲ့စိတ်ခံစားမှုအခြေအနေများဖို့ချိန်ထိုးလိုက်ခြင်းမှရှိလာရပါထိုလူများဟာသတင်းအမှားရရှိနေခြင်းဖြစ်နာမှာတဲ့မပြည့်စုံတဲ့သတင်းအချက်အလက်ရရှိထားခြင်းနဲ့ဖြစ်နိုင်ပါလေအတွဲအချက်မကောင်းတာလည်းဖြစ်နိုင်ပါသေးတယ်အတုအယောင်ဈေးကွက်ရဲ့တွေးဆောင်ထားရမှုခံရခြင်းလည်းဖြစ်နိုင်ပါလေသူတို့ကိုယ်တိုင်သူတို့ဘာလုပ်နေတယ်ဆိုတာကိုမသိတာလည်းဖြစ်နိုင်ပါလေသူတို့လှုပ်ဆောင်မှုရဲ့နောက်ဆက်တွဲအကျိုးဆက်အပေါ်ခံမှန်းချက်လွဲမှားနေခြင်းနဲ့ဖြစ်နိုင်ပါတယ်ဘာမဆိုဖြစ်နိုင်ပါတယ်သို့သောငွေကြေးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တိုင်းဟာဆုံးဖြတ်ချက်ချလိုက်တဲ့ထိုအချိန်နဲ့ရွေးချယ်လိုက်တဲ့အရာများအတွက်တော့အတိတ်ပဲရှိလာပါတယ်လူတွေကသူတို့ဘာတွေလှုပ်ဆောင်နေဘာလို့လှုပ်ဆောင်ရတယ်ဆိုတဲ့သူတို့ကိုယ်တိုင်ပြောပြလာတဲ့ဇလန်းအကြောင်းအရာများဟာသူတို့ရဲ့အများနဲ့မတူညီတဲ့အတွေ့အကြုံမှပေါက်ပွားလာခြင်းသာဖြစ်တယ်။ဒီလက်မှတ်နဲ့ဥပမာရိုးရိုးလေးတစ်ခုပေးပါမယ်။အမေရိကန်တွေကရုပ်ရှင်ဗီဒီယိုဂိတ်ကြီးသချင်းအကစားပွဲနဲ့စာအုပ်တွေထက်ဆိုင်ဒီလက်မှတ်အပေါ်ငွေပိုမှုသုံးစွဲပါတယ်။အဲ့ဒါဆိုရင်ဘသူတွေကဒီလက်မှတ်ကိုဝယ်ကြတာလေ။စင်ရတဲ့လူဒန်းစားတွေကအများဆုံးပဲပေါ့။ဝင်ငွေအနေဆုံးရရှိသောအမေရိကန်အိမ်နောက်စုတွေကနှစ်စဉ်အမေရိကန်ဒေါ်လာ412ဒေါ်လာပူထိထိုးကြပြီးဝင်ငွေမြင့်တဲ့အိမ်နောက်စုများထက်ထိလက်မှတ်အပေါ်လေးစားပူမှုသုံးစွဲကြပါတယ်40ရာခိုင်နှုန်းသောအမေရိကန်များဟာအရေးပေါ်အတွက်အမေရိကန်ဒေါ်လာ400လောက်ကိုပဲသုံးစွဲနိုင်ခြင်းမရှိကြပါဘူးဆိုလိုရင်းမှာအရေးပေါ်အတွက်ဒေါ်လာ400လောက်တောင်သုံးစွဲနိုင်ခြင်းမရှိတဲ့များဟာထိလက်မှတ်အတွက်တော့ဒေါ်လာ400ဘိုးဝဲယူခြင်းပင်ဖြစ်ပါတယ်တခါတတန်းတိုင်းမှာတခါသာထီစုကြီးစုခိုးနိုင်တဲ့အခွင့်အရေးအတွက်မိမိရဲ့အရေးပေါ်အတွက်ကိုဂရုတစိုက်အာရုံထားခြင်းမရှိကြကျွန်တော်အနေနဲ့သူတို့ယူသွနေရလေထင်ပါတယ်တင့်အနေနဲ့လည်းသူတို့ယူသွနေတယ်လေထင်နိုင်ပါတယ်သို့တော့ကျွန်တော်ကဝုံငွေအနှိမ့်ဆုံးမိသားစုအတိုင်းဝိုင်းမှာမဟုတ်ပါတင်ဒီလက်ခုံနိုင်နေတယ်ဒါကြောင့်မို့ဝုံငွေနှိမ့်ချသူများထိလက်မဲ့ဝယ်ယူရတဲ့အကြောင်းရင်းကိုအလိုလိုနားလည်ရင်ခဲရင်ပါလိမ့်မယ်အခုလိုမျိုး step ကိုရှင်ကြည့်လိုက်ပါတနေ့လုံးကတနေ့စားရတဲ့စင်ရသားများအတွက်ကငွေပိုစုဆောင်းနိုင်ဖို့ဆိုတာမလွယ်ကူလှပါဝင်နေပိုချာရနိုင်ဖို့ပါလေမလွယ်ကူဒါကြောင့်မို့သူတို့မှာအပန်းဖြေခရီးထွက်ခြင်းမော်တော်ကားအတစ်ဝယ်ယူခြင်းကျန်းမာရေးအာမခံကောင်းကောင်းထားရှိခြင်းနဲ့တင့်တော်လျှောက်ပတ်စွာကောင်းမွန်တဲ့ပတ်ဝန်းကျင်မှာနေထိုင်နိုင်ခြင်းစရာတွေအတွက်အကုန်ကြမခံနိုင်ကြပါဘူးတသမီတွေကိုလည်းအကျွေးရဲ့ကြောင်းဖားရတယ်ငွေကြေးနဲ့ပတ်သက်တဲ့အသိပညာမကူတုတကလည်းချို့တဲ့ကြတယ်ထီလက်မှတ်ဝယ်ယူခြင်းကသူတို့အတွက်တော့အကောင်းပြီဆိုတဲ့အရာများကိုရရှိနိုင်ရင်အာမခံချက်ပေးတော့လက်တဆုပ်လက်ကန်ပြနိုင်တဲ့အိမ်မက်တစ်ခုဖြစ်နေလို့ပါအိမ်မက်အတွက်ပတ်စံပေးဝယ်သူချင်းကိုတင်တို့ကတော့နားလည်နိုင်မှာမဟုတ်ပြီအဖေကြောင့်ဆိုတော့တင်တို့ကသူ့ရဲ့အိမ်မက်ကဘာမှာရှင်တန်နေထိုင်ကြလို့ပါဒါကြောင့်မို့စရင်သားများကလူကုန်ဖန်များထက်ထီလက်မှတ်ပုံမဝယ်ယူကြတာပါသူတို့တွေရဲ့အကြောင်းပြချက်ကိုတင်တို့ကသဘောတူလက်ခံခြင်းမှလက်ခံပါလိုက်ငွေကြီးမပြေလည်တဲ့အချိန်မှာထီလက်မှတ်ဝယ်ယူခြင်းကတိတ်ကိုတဘာဝမကြလှဘူးပေါ့ဒါပေမဲ့လို့ထီလက်မှတ်ရောင်းချခြင်းကဘာလို့ဆက်လက်တည်တက်နေလဲဆိုတာကိုတော့နားလေပေးနိုင်လောက်မှာပါသူတို့လုတ်ပုံကင်ပုံကယူသွတ်တယ်လို့ရှုမြင်ရပေမဲ့သူတို့ဘာလို့အဲ့လိုလုပ်ရလဲဆိုတာကိုတော့နားလေလာပြီးမဟုတ်လား
ဒါကငွေကြေးဆိုင်ရာဆုံးဖြတ်ချက်များချမှတ်ခြင်းရစွာတွေကတစ်ခုကလူတချို့ကညစာစားရင်ဖြစ်စေကုမ္ပဏီအစည်းအဝေးမှာဖြစ်ဖြစ်စရင်အစာရွက်ကိုကြည့်ပြီးငွေကြေးဆိုင်ရာဆုံးဖြတ်ချက်များကိုချမှတ်ကြတယ်။ဘယ်နေရာမှာပဲတစ်ဖြစ်ပုဂ္ဂိုလ်ရေးဆိုင်ရာတမိုင်းကြောင့်ကဘာကြီးအပေါ်တင့်ရဲ့ကိုယ်ပိုင်ထူးခြားသောအမြင်အတ္တမာနဈေးကွက်ရှာဖွေရင်းနဲ့မတူတဲ့ထူးခြားသောမလုံးများကိုအားလုံးစုပေါင်းထားတဲ့တင့်အတွက်အစဉ်ပြေချုံးမွေးမဲ့နေရတာဖြစ်ရန်လိုအပ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်များကတဲ့ပတ်စံနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်များဟာဘာလို့အရေးကြီးရတာလဲပတ်စံနဲ့ပတ်သက်ပြီးဘာလို့အကျယ်စိုးတွေဖြစ်ရတာလဲဆိုတာကိုဆက်လက်ပြောပြပါမယ်။လွန်ခဲ့သောနှစ်ပေါင်းများစွာကလေးကပတ်စံဆိုတာပေါ်ပေါက်လာခဲ့တာပါ။တန်ခေတ်ကလိုက်ဒီယာလို့ခေါ်သောနိုင်ငံအခုတူရကီနိုင်ငံအတွင်းမှာတည်ရှိသည့်အလီယာဒတ်ဘင်းဟာပထမဆုံးသောငွေကြေးကို BC 600လောက်တွင်စတင်ဖန်တီးထုတ်လုပ်ခဲ့တယ်။စုဆောင်းခြင်းနှင့်ရင်းနှီးမြှုပ်နှံခြင်းဟူသောပတ်စံနှင့်ပတ်သက်တဲ့ယနေ့ခေတ်ပေါ်ဆုံးဖြတ်ချက်များရဲ့အခြေခံအုတ်မြစ်ကတကယ်တော့ထိုအချိန်ကတတိတေကာစအဆင့်တွင်ရှိခဲ့။အနေစားယူခြင်းကိုတစ်ချက်လောက်လေ့လာကြည့်ကြရ။အမေရိကန်မှာ2018ခုနှစ်ကုန်လောက်မှာအနေစားပင်စင်ယူသွားသူများရဲ့ဘဏ်အကောင့်ထဲမှာအမေရိကန်ဒေါ်လာ29 trillion ရှိနေပြီး၎င်းဟာယင်းနှိမ့်မြုံနှံသူများရဲ့စုဆောင်းခြင်းနှင့်ယင်းနှိမ့်မြုံနှံခြင်းဆိုင်ရာဆုံးဖြတ်ချက်များအတွက်မောင်းနှင်အားတစ်ခုဖြစ်ခဲ့ပါတယ်။သို့သောအနေစားယူခြင်းဆိုတဲ့အယူအဆပေါ်ပေါက်လာတာအများဆုံးမျိုးဆက်20သာရှိပါသေးတယ်။ဒုတိယကမ္ဘာစစ်မတိုင်ခင်ကအမေရိကန်တို့ကမတိမချင်းအလုပ်လုပ်ကြပါတယ်။အဲဒီလိုအလုပ်လုပ်ရတာကသူတို့အတွက်မျှော်လင့်ချက်နဲ့လက်တွေ့ဘဝဖြစ်ခဲ့တာပါ။1940ပြည့်နှစ်များအထိအသက်65နှစ်အထက်မျိုးသားအလုပ်သမားအင်အားတုဟာ50ကျော်ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။လူမှုဖုံလို့ရဲ့အစီအစဉ်ဟာသူအခြေအနေကိုကြောင်းလက်ကြည့်ရင်ရေမှန်းခဲ့တာပါ။ကနဦးအစာပိုင်းမှာတော့ရင်းခံစားခွင့်ကပုံမှန်အငိမ့်စားပင်စင်လာတာကိုပဲမှတ်မိပြီ။1940ပြည့်မှုတွင်လူမှုဖုံလို့ရဲ့အကျိုးခံစားခွင့်ကိုပထမဦးဆုံးရရှိခဲ့သောကျောင်းဆရာမအီဒီယာမေဖူလာရဲ့ခံစားခွင့်ကအမေရိကန်ဒေါ်လာ22.54တာယနေ့ခေတ်အနေနဲ့အမေရိကန်ဒေါ်လာ416တာရှိခဲ့ပါတယ်။1980ပြည့်နှစ်များမတိုင်မီအထိအနေစားယူသူများအတွက်ပြင်းပြလူမှုဖူလုံရေးခံစားခွင့်ကယနေ့ခေတ်ငွေတန်ဖိုးအနေဖြင့်ပြောရမယ်ဆိုရင်တလလည်းရဲ့အမေရိကန်ဒေါ်လာ1000ကျော်မြတ်တာဖြစ်ခဲ့တာပါ။1960ပြည့်နှစ်နှောင်းပိုင်းကာလနားတွင်အမေရိကန်သကောင်စရင်အရလေးပုံတစ်ပုံသောအသက်65နှစ်နဲ့အထက်အမေရိကန်တွေကစင်းရင်နှမ်းပါစွာနေထိုင်ဖြတ်သန်းထားရပါတယ်။အနည်းစားပင်စင်လစာခံစားခွင့်ရတဲ့လူတိုင်းဟာ၎င်းတို့ရဲ့လစာအပေါ်အတိုင်းအတာတစ်ခုတည်းယုံကြည်အားကိုးရကြရပါတယ်။လေးပုံတစ်ပုံသောအသက်65နှစ်နဲ့အထက်အသက်ကြီးရင့်သူတွေမှာအငြိမ်းစားပင်စင်လခများရရှိနေသည်ဟုအလုံသမားခံစားခွင့်ဆိုင်ရာသုတေသနအဖွဲ့အစည်းမှခေါ်ပြခဲ့ပူပါ။ပြန်ကောင်းတဲ့ဒူနည်းစုသားလည်းရင်15ရာခိုင်နှုန်းသောအသုံးစရိတ်အတွက်ပင်စင်လစာမှရရှိကြပါဒူအများအပြားကတတ်တဲ့အငြိမ်းစားပင်စင်ရယူလူစိတ်များလာတော့လေမယူရဲကြကြောင်းကို1955ခုနှစ်ကနယူးယောက်တိုင်းသတင်းစာမှာရေးသားခဲ့ပါတယ်။တိတ်ခါရှိအနေစားယူခြင်းကလူတိုင်းအတွက်ထိုက်တန်ပြီးရှိတဲ့ရှိထိုက်သည်ဟု1980လောက်မှလက်ခံလာတာပါ။လူတိုင်းကသူတို့ရဲ့ကိုယ်ပိုင်ငွေများကိုစုဆောင်းပြီးရင်းနှီးမြှုပ်နှံကြမယ်ဆိုတဲ့နှောင်မြမှုဟာဂုတ်တိတ်ခါရှိအနေစားယူရဲ့ရီလန်တဖုဖြစ်လာပါအမေရိကန်နိုင်ငံမှာ 401k လို့ဤတိများရဲ့ဥပဒေဟာအနေစားယူခြင်းအတွက်ငွေစုဆောင်းနိုင်တဲ့အစီအစဉ်ဖြစ်ပြီးရင်းအစီအစဉ်က1988ခုနှစ်ထိတိုင်မရှိခဲ့ပြီအခွန်ကောက်ခံခြင်းမရှိတဲ့ပင်စင်အကောင့်ဖြစ်တဲ့ Roth IRA Individual Retirement Account ဟာလေ1998ခုနှစ်ထိတိုင်မပေါ်ပေါက်သေးပြီတကယ်လို့များလူတစ်ယောက်သာဖြစ်နေမှဆိုရင်လခုအချိန်မှာအသက်20ကျော်လောက်တာရှိနေပါသေးတယ်အဲ့ဒါကြောင့်မို့လို့လူအများစုကအနေစားယူရန်အတွက်ငွေကုချင်းနဲ့ဤရင်ပြုံးလန်ချင်းတွေညံပြင်းနေကြတာကိုမိသူကားမှအောင်းစရာမလိုပါသူတွေကယူသွနေလို့မဟုတ်ပါဘူးရင်းနှီးကျုံးဝင်မှုမရှိသေးလို့သာတက္ကသိုလ်ဘွဲရတဲ့ကိစ္စရက်မှာလည်းအတူတူပါပဲ1940ပြည့်နှစ်ဝန်းကျင်မှာအသက်25နှစ်အထက်အမေရိကန်နိုင်ငံသားအယောက်20တိုင်းမှာတယောက်သာတက္ကသိုလ်ဘွဲရများဖြစ်ကြပြီး1915ခုအရောက်တွင်၄ယောက်လျင်တယောက်နှုန်းအထိတိုးတက်လာခဲ့တယ်
ထိုအချိန်ကငွေကြေးဖောင်းဖောင်းမှုကြောင့်တက္ကသိုလ်ကျောင်းစရိတ်သည်၄ဆကျော်အထိမြင့်တက်ခဲ့တာပါအလွန်ကြီးမားပြီးအလွန်အရေးကြီးသောအရာသည်ဘာကြောင့်များလူမှုအတိုင်းဝိုင်းအပေါ်ရိုက်ခတ်မှုညံဆန်ခဲ့ရလဲဆိုတာကိုရှင်းပြပါမယ်လူတော်တော်များများကလွန်ခဲ့တဲ့နှစ်ပေါင်း20ကြာသည့်တိုင်အောင်ပညာရေးချင်းငွေနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ကောင်းကောင်းမချတတ်ခဲ့ကြပါဘူးတဲခုနှစ်ပေါင်းများစွာကြာစုဆောင်းထားတဲ့အတွေ့အကြုံများကနေတင်ယူဖို့စူးစမ်းမယ်ဆိုရင်တော့မမရရမရှိပါဘူးကုန်သွယ်ရေးရန်ပုံငွေ index ဘဏ်ပေါ်ပေါက်လာတာကနှစ်ပေါင်း90တာရှိသေးသည်နောက်ပိုင်းယင်းနှိမ့်မြလန်ဤဆိုင်ရာရန်ပုံငွေ hedge fund ပေါ်ပေါက်လာတာကလည်း25နှစ်ကျော်မြတာရှိပါသေးတယ်ယခုခေတ်မှာကြေကြေကန့်ပြတ်အသုံးပြုနေကြတဲ့အပေါင်စာချုပ်လက်မှတ်နဲ့အကျိုးကတက်မော်တော်ကားချင်းကြီးဆက်လာတွေဟာဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းကာလမှာသာပေါ်ပေါက်လာတာပါဒါကြောင့်ကျွန်တော်တို့ကနှစ်ပေါင်း20နဲ့50ကြာသာတက်တန်းရှိနေသေးတဲ့ခေတ်ပေါ်ငွေချင်းနဲ့ဗန္နာရေးဆိုင်ရာစနစ်ကြီးထဲမှာအကောက်ဆုံးနေထားနဲ့ရေးသားကြမယ်လို့ညှော်လင့်နေကြတာပါအဓိကပြဿနာတစ်ခုကတော့စိတ်ခံစားချက်နဲ့အမှန်တရားနှစ်ခုအပြိုင်လွှမ်းမိုးနေတာကြောက်ပါသူ့အပြင်ပတ်စံနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘာကြောင့်လုံးတင်တို့ထိုက်တာတွေကိုအမြင်မလို့ဖြစ်ကြကိုနားလေသဘောပေါက်လာပါပြီကျွန်တော်တို့အားလုံးကပတ်စံနဲ့ပတ်သက်ပြီးရိုးရိုးနှမ်းနှမ်းလုပ်ကြပါတယ်ဘာလို့လဲဆိုတော့ဒီကစားကွင်းနဲ့ရင်းနှီးကျွမ်းမှုမရှိသေးတာကြောက်ပါတဲ့အတွက်ရိုးရိုးနှမ်းနှမ်းဖြစ်တယ်လို့ထင်ရပြင်မယ်ကျွန်တော်အတွက်တော့ဒီနဲ့တဲ့အတိတ်ပဲရှိနေနိုင်ပါတယ်ကျွန်တော်တို့အားလုံးကရရှိလာနိုင်တဲ့အခိုက်အတန့်မှာကျွန်တော်တို့အတွက်အတိတ်ပဲရှိပုံပေါ်ပြီးကျွန်တော်တို့ရဲ့ကိုယ်ပိုင်ထူးခြားတဲ့အတွေ့အကြုံများကိုအခြေခံ၍ဆုံးဖြတ်ချက်များချမှတ်ခြင်းသာဖြစ်တယ်။ဒါကြောင့်လောကမှာယူသွနေရသူဆိုတာမရှိပါ။ Microsoft ကိုတည်ထောင်ခဲ့သူ Bill Gates ဘာကြောင့်အလောက်ကြီးချမ်းသာရလဲဆိုတာတော့ပြက